ဒီမှာ stalker ရှိနေတယ်ဖဖေးပနိုင်ငံသွားရှင်လားဖဖေးမမေးသေးဘူးခဏလေးကင်မရာဒီဘက်ပါဒီဘက်အရင်လေးဒါလို့ကိုယ့်ရဲ့ဒီ toxic ဖြစ်တဲ့အပိုင်းတွေကိုလည်းမြင်မိရလို့ရှိရကွာအဲ့မျိုးတန်ကွာကြိုးစားပြီးတော့အန်လန်းလုပ်နေပေမဲ့လည်းသူတို့စိတ်ထဲမှာတွဲမှတ်မိပါမှာခုနအမပြောလို့လေယူရကျွန်းတို့ကကြည့်နေတာအဲ့လိုမျိုးတော့အကယ်၍အဲ့လိုမျိုးသာနေရာအတစ်တစ်ခု identity အတစ်တစ်ခုနဲ့ပြောင်းရမယ်ဆိုရင်ကိုဘယ်လိုလူတွေနဲ့တွေ့မလဲဆိုတာကိုရွေးချယ်လို့မရဘူးတဲ့ကိုကသူများတွေကိုဘယ်လိုလူဖြစ်ပေးမလဲဆိုတာပဲကိုကရွေးချယ်လို့ရတယ်ကိုဘာလို့ဆိုကိုဘွားဒီဟာပဲနေတယ်မှာဒါပေမဲ့ရုပ်ရှင်ရိုက်တဲ့အချိန်မှာတခြားဘဝကိုသူတို့ဒီလိုမျိုးပါလားဆိုတဲ့ဟာသွားပြီးခံစားရတယ်ဆိုအရင်စိတ်ဝင်စားဖို့ကောင်းတယ်ကွာသူတို့ဒီလိုခံစားရပါလားဆိုတော့အဲ့ဒါကြောင့်မလို့အမ pretty girl ဒီကင်မရာလာပြမယ်ဂျပန်လားဂျပန်မလေးနဲ့ဖွေအိမ်နမဲပါလေမပုတုနမ်ပုတုဥတုလားပုတုလားပုတုညီမအိမ်နမဲဖြစ်လားပိချီဆိုမေအုံနောက်အသေးတလို့ကိုကပြန်ရှင်လိုက်အမအိမ်နမဲအရင်ရုပ်ဆိုရရုပ်ဆိုတယ်အိမ်နမဲကရုပ်ဆိုတယ်မဟုတ်အိမ်နမဲကအရင်ရုပ်ဆိုရသူဂျပန်နဲ့တူတယ်ချစ်ဂျပန်မလည်းနဲ့တယ်ဂျပန်ありがとうございますအရင်ဒီမှာပို့လာありがとうございますလောက်ရမယ်။နောက်နည်းနည်းလောက်နေအကြောင်းပြီးသွားတယ်။ဒါမှသိလိုက်မယ်ပါလေ။ကောင်းကောင်းချိန်ကုန်အောင်ကြိုးစားရမယ်။ဒီစားထားမလို့ပါဆိုမထားရသေးခုတည်း။ထားရမှာအချိန်စောင့်နေတယ်အချိန်မရမရောက်လာတော့အဲ့ပြောတော့တက္ကသိုလ်10နဲ့16နှစ်ပြီးတော့သူတို့အကျန်ထားမယ်ဆိုအဲ့တော့လည်းအမကြိုက်လို့လည်းရှိရကွာ။ဒါမှပြန်မကြရ။အမကိုပြန်မကြိုက်တာ။အမပြန်မကြိုက်တာပေါ့။မဝါရေးအမပြန်မကြိုက်ရခင်ဗျာ။အမအဲ့လိုမျိုးဖြစ်ချင်တာအဲ့တော့မဖြစ်ဘူး။အမရုပ်မြင်မြင်ထိုးလာအဲ့တော့ We got pretty girl. Yeah, pretty girl. အရင်ပြောင်းသွားတယ်မြင်ဘူးရတော့ဖွယ်သူဟိုအမရဲ့ IG ကိုစတောက်ထားအမ IG ကိုစတောက်ထား stalker အားရတယ်ဒီမှာ stalker ရှိနေတယ်ဖဖေးပနိုင်ငံသွားရှင်လားဖဖေးမမေးသေးဘူးခဏလေးကင်မရာဒီဘက်ပါဒီဘက်အရင်လေးအဲ့ဒီဘက်နိုင်ငံသွားရှင်လဲအကေဟိုပတ်စံနေရောပါရောမစိတ်မပူရအောင်ဆိုရင် which country သွားချင်တယ်ဆိုတာအဲ့လို settle လုပ်ချင်တာပြောတာsettle လုပ်ချင်တာရောပြီးတော့ဘာကြောင့်သွားချင်တာလဲအဲ့လိုမျိုးရှိလား settle လုပ်ချင်တာဆိုရင်တော့ Europe ကနိုင်ငံတစ်ခုခုမှနေချင်တယ်ဒါပေမဲ့အဲ့လိုဘယ်လိုပြောရမလဲ niche European countries မဟုတ်ဘူးနည်းနည်းအဲ့လို Netherlands ဖြစ်အဲ့ Amsterdam မှာနေချင်ဘာလို့ national လဲဆိုမျိုးရှိလားအေးတန်းရှိရပြီးတော့အဲ့လိုဘယ်လိုလဲ slow living ကတော့အခုအရင် trendy ဖြစ်နေစာလုံးဆိုအဲ့လိုတော့မဟုတ်ဖဲနဲ့ကွယ်အဲ့လိုမျိုးကို့အတိုင်းကိုနေပြီးတော့ကို့ကိုလည်းဘယ်သူမှမသိဘူးကိုကလည်းဘယ်သူမှမသိဘူးအကုန်လုံးအဲ့လိုအေးစစ်စစ်နေလို့ရဒါပေမဲ့အကြံလည်းနေတာကြတော့ကိုတိလာကြပါပဲအကြံတော်တော်မျိုးပြန်ပြောင်းပါလားဒါပေမဲ့အဲ့လိုတော့မဟုတ်ဘူးဘယ်လိုလဲမနေ့ကနဲ့ကိုနဲ့ဒီနေ့ကိုနဲ့ကမှမတူဘူးလေနော်အခုဒီမှာဆိုရင်ကိုကိုအများကြီး reflect လုပ်ရင်းနဲ့ကိုမကြိုက်တဲ့ဟာရှိရကွာအဲ့ဒါတွေဘယ်လို cut off လုပ်ရမလဲဆိုတာနေတိုင်းတင်ရပဲလားဒီလားဆိုတော့ကေအဲ့ချိန်ကြလို့ရှင်ဘယ်လိုလဲ best version မဟုတ်တော့မှ better version ပေါ့နော်အဲ့ဟာနဲ့အဲ့လိုနေရခါကြရင်ဒီလိုလူမျိုးဆိုပြီးတော့ကိုအဲ့လိုတွဲမှတ်မိရမျိုးပေါ့နော်ခုကျအဲ့လိုကိုရဲ့ဒီ toxic ဖြစ်တဲ့အပိုင်းတွေကိုလည်းမြင်မိရလို့ရှိရကွာအဲ့မျိုးတန်ကိုကြိုးစားပြီးတော့အန်လန်းလုပ်နေပေမဲ့လည်းသူတို့စိတ်ထဲမှာတွဲမှတ်မိပါမှာခုနအမပြောလို့လေယူရကျွန်းတို့ကကြည့်နေတာအဲ့လိုမျိုးတော့အကယ်၍အဲ့လိုမျိုးသာနေရာအတစ်တစ်ခု identity အတစ်တစ်ခုနဲ့ပြောင်းရမယ်ဆိုရင် chance တွေအများကြီးပိုရှိနေရောနော်ဒါပေမဲ့အခုလည်းမကောင်းတာမျိုးမဟုတ်ဘူးနော်အခုလည်းသဘောကျတယ်ကိုရောက်နေနေကိုဒါပေမဲ့အဲ့လိုပေါ့အဲ့လိုအကောင်းဆုံးလို့ကိုခံစားရတဲ့ version တစ်ခုကနေစတည်ရဲ့လူတွေအနေနဲ့ဘယ်လိုရှိမလဲရမ်းပြောနေပါတယ်မေကွန်မင်းမယ်နော်ကြောက်လို့မေကွန်မင်းမယ်နော်မေးပါဖဖေးကြတော့အကယ်၍တည်မလားပတ်စံလာအတိကမဟုတ်ဘူးဆိုလို့ရှိရင်ဘာလုပ်ဖြစ်မှာလဲဘာလုပ်မှာပတ်စံအတိကမဟုတ်ဆိုရင်လေလှုပ်ချင်လုံနေတော့တယ်ဥမာဆိုဒီလိုမျိုးပေါ့ကိုဖြစ်တမောတိုင်းတခုစိတ်ဝင်စားဖို့ကောင်းတာကျန်ယူရွာမှာနေပြီးတော့အဲ့လိုပြီးပင်စားပင်နေစိုက်နေတော့တယ်ပြီးတော့အဲ့လိုချက်တင်ငွေပြီးတော့
အဲ့လိုမိသားစုနဲ့အဲ့လိုတောထဲမှာနေချင် အာတော့ထဲမှာနေချင်တယ် အဲ့လိုမျိုး slow ခုနကမှပြောသလိုပဲ slow living ပုံစံမျိုးလေဘယ်သူနဲ့မှလည်းမတိချင်အဲ့လိုနည်းနည်း close ထားရလေးထဲမှာပဲနေချင်တယ်ပေါ့နော်အလုပ်ချင်တယ်ဆိုရင်အဲ့လိုပဲကြီးပင်စားပင်စိုက်မယ်ပြီးရင်ရွာတဲ့သူတွေနဲ့ပဲအဲ့လိုဆက်ဆံချင်တယ် ရွာရလူတွေကလည်းထောက်စစ်ဖြစ်တယ်နော်တခါတလေရွာလူတွေစိုးရဆိုတော့မမီဘသူက ဟုတ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းလေယူသားတယ်လို့မြင်တယ်ပေါ့နော်သူတို့ကလေသူတို့ရဲ့ဘယ်လိုပြောမလဲသူတို့ရဲ့ဒီဖြတ်တန်းလာရတဲ့ lifestyle တွေကြတော့ဖွင့်နေဖူးတဲ့ area ကိုပြောတာပါသူတို့ကြတော့သူတို့ကဒီတကွက်လေးပဲသူတို့ဘဝဖြစ်နေရတယ်ဆိုတော့အဲ့ထက်ကြော်ပြီးတော့သူတို့ကမယုံမနိုင်ဘူးပေါ့နော်မယုံဟိုဟာဘယ်လိုပြောမလဲ sincere ဖြစ်တယ်လို့ခံစားရတယ်ဟိုမှာသူတို့မှာသူတို့လောဘလေးတွေရှိမယ်ပဲပြီးရင်သူတို့ဖြစ်ရှင်တဲ့ဟာလေးတွေရှိမယ်အချင်းချင်းပြိုင်ဆိုင်တာဒါတွေလည်းရှိမယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတခြားသူကိုအဲ့လိုမျိုး ထိခိုက်အောင် လုပ်တဲ့ဟာမျိုးမမြင်ဘူးခဲ့ပေါ့နော်အဲ့ဒီရွာဘက်မှာကြတော့လေသူတို့ရဲ့အတင်းပြောကြမယ်အဲ့လိုပြီးရင်သူတို့မိသားစုအချင်းချင်းအဲ့လိုတာသမီချင်းချင်းပြိုင်ကြရရှိတယ်ဒါပေမဲ့အရင် toxic မဖြစ်နေလို့မြင်နေပေါ့နော်အဲ့လိုမျိုးပဲနေဖြစ်လာ interesting ကိုဘယ်လိုလူတွေနဲ့တွေ့မလဲဆိုတာကိုရွေးချယ်လို့မရဘူးတဲ့ကိုကသူများတွေကိုဘယ်လိုလူဖြစ်ပေးမလဲဆိုတာပဲကိုကရွေးချယ်လို့ရတယ်အဲ့တော့ဘယ်လိုလူဖြစ်ပေးရှင်လဲမသိ ဘယ်လိုလူဖြစ်ပေးချင်လဲဆိုတော့ကိုဖြစ်ရှင်တဲ့လူပဲဖြစ်မယ် I don't care အဲ့လိုမျိုး I don't care ဆိုတခါကျရင် care လို့ဖြစ်တယ်နော်အမဒီမှာ game ဆိုင်တော့ကွာငါနေချင်တယ်ပဲနေမယ်ဆိုတော့ဒါပေမဲ့လည်းတိစိတ်ကဖြစ်မယ်တိစိတ်ကဖြစ်အဲ့လိုအကုန်လိုက်ပြီးကြည့်ဆိုင်နေကွာသူများပြောတာအစားနည်းနည်းလေးအစားအဲ့တော့အမတော့ပတ်စံတာအဓိကမဟုတ်ဘူးဆိုရင်လေအမအဲ့လို volunteer ရှောက်သွားလို့ဖြစ်မယ်ထင်တယ်ဒါလား ဘာအလုံးနဲ့ပတ်သက်တယ် အလုံးမဟုတ်ဘဲနဲ့အမကအဲ့လို organize လုပ်ရကြရဆိုတော့အဲ့လိုမျိုးအကယ်၍ကျမကြီးဟောပြောဆိုလို့ရှိရင်အဲ့လိုရွာမှာရှောက်သွားပြီးတော့ရွာလူတွေစကားပြောမယ်ပြီးတော့မှတခြားအဲ့လိုဆရာဝန်တွေ nurse တွေပါခေါ်လာပြီးတော့လေအဲ့လိုမျိုးပြီးတော့မှလူငယ်တွေကိုပညာပေးစေဆိုတာထက်ကွာသူတို့ကောင်းဖို့အတွက်ပေါ့နော်တခုလုပ်ပြီးတာမျိုးဟုတ်လားအဲ့လိုကျွန်တော်စိတ်ဝင်စားရတယ်တော့လုပ်ချင်တယ်ဒါပေမဲ့အဲ့ဒါလုပ်ဖို့ကပတ်စံရှိမှလည်း Chairman Fantasy ဖြစ်နေအမတို့ကငငယ်တော့ဘာလုပ်မလဲဆို Okay astronaut လုပ်မယ်ဆို astronaut လုပ်ဖို့အဲ့လိုထိခက်မှမသိခဲ့ဘူးเนาะ Okay ရုပ်ရှင်လုံးခဲ့ပါလေ Yeah astronaut လုပ်မယ်ဆရာဝန်ကြီးလုပ်မယ်ဗာဆရာဝန်ကြီးလုပ်မယ်ဆိုတော့အိမ်ကလူကြီးတွေကငငယ်လေးကအဲ့လိုတိတိကျကျရတယ်မလားဘယ်လိုလဲလူကြီးအပြစ်လည်းမဟုတ်ပြန်ဘူးเนาะအဲ့ဒါလေလူကြီးတွေရဲ့သူတို့ပေါ်ဝင်မှာလဲကလေးရပုံမတနစ်တန်းအောင်ဆယ်တန်းမှာအကုန်လုံး6ပါးသားပါပြီးပြီဆိုတော့အဲ့လိုမလွယ်နေဘူးเนาะအမှဆယ်တန်းမတက်ခင်ကလေးကအမှကျောင်းတွေကကျွန်တော်လာပြေးဆိုလို့ရှင်တကယ်တင်ချလာပါတယ်များရေဆိုလို့ရှင်အမှဆယ်တန်းမှာဆိုလွယ်တော့ပဲကွာအဲ့လိုဆိုတော့ ငယ်ငယ်တော့ဖြစ်ချင်တဲ့ခါမျိုးရှိတယ် ရှေ့ခုလည်းမသမီးပါပဲဒီကဘာဖြစ်ရှင်လဲငယ်က ငငယ်ကကိုယ့်ရဲ့ role model ကကြတော့ဆရာမတွေပဲရှိတာကျောင်းဆရာမတွေကျောင်းပျော်တော့လေ ကျောင်းပြောရတယ်နော် ဆူဆန်း ဟုတ်လားမပျော်ကြဘူး ပြော ဟုတ်လားညီမဆိုကျောင်းတရက်မှမပြတ်ဘူး အမကျောင်းမပြောဆိုအမတငယ်ချင်းကိုကြိုက်လို့ အေးအဲ့လိုပြောရလေ စာကိုမကြိုက်ဘူး အာ အမငယ်လေးကအရင်စကားများထမှာပါတယ်တငယ်ချင်းရမ်းမှတ်တယ်ကွာအဲ့တော့ကျောင်းသွားဆိုရှင်ကျောင်းမှာတငယ်ချင်းတွေနဲ့ပြီးရင်အမပေါင်းတဲ့လူတွေကတိတ်တဲ့လူတွေတိတ်မှာဘာလဲလာလဲကျောင်း လာကူ အာ မကစီဆိုတာတတရရရှိ တတိယကမလာတတိယဆိုနေတယ်နော်ဆဲ ပုံလဲအမ art ကိုအားတာဂီတာလည်းတီးရ အမကြီးလာအနုပညာရှင်ဖြစ်မယ်ထင်တာလား ဖြစ်နေပါပြီ ထင်ထားတာပါနော်အဲ့တော့ ပညာရှင်ကဘယ်လိုမျိုးမှဖြစ်တယ်လို့အမှန်လား အနုပညာရှင်လဲဆိုတာကအမအထင်ပေါ့နော်အမက fame ကိုသွားတာမဟုတ်ပါ I want to be famous or something it's not like that အဲ့လိုမျိုးတခုခုဥမာ ဘယ်လား တရုတ်ဆောင်ချင်တဲ့ထားပါတော့ကွာတရုတ်ဆောင်ချင်တယ်ဆိုတာကအဲ့လိုသူများရဲ့
ဘဝကိုတွားပြီးတစ်ထည့်ဝင်သိချင်တယ်ဘာလို့ဆို actor တွေကပုံမှန်မြန်မာရုပ်ရှင်တွေတော့မသိဘူးပေါ့ဒါပေမဲ့ Korea တွေပါဆိုဒီ character ကိုလေးလာဖို့အတွက်သူတို့ side ဖက်ရတယ်တကယ်တွားပြီးတော့ကွင်းစင်းရတယ်ဆိုတော့အရင်စိတ်ဝင်စားဖို့ကောင်းတယ်ကွာဘာလို့ဆိုကိုဘဝဒီ high ပဲနေတယ်မလားဒါပေမဲ့ရုပ်ရှင်ရိုက်တဲ့အချိန်မှာတခြားဘဝကိုသူတို့ဒီလိုမျိုးပါလားဆိုတဲ့ဟာတွားပြီးခံစားရတယ်ဆိုအရင်စိတ်ဝင်စားဖို့ကောင်းတယ်ကွာသူတို့ဒီလိုခံစားရပါလားဆိုတဲ့အဲ့ဒါကြောင့်မလို့အမအဲ့လိုငငယ်တုန်းကပေါ့နော်အဲ့လိုတရုပ်ဆောင်ဖြစ်ချင်တယ် movie ဆိုအရင်ကြည့်တယ်ညီမမရှိဘူးတော့နေရာလို့ချင်တယ်အဲ့သူခုလောက်ချင်တယ်တခုခုဖြစ်ချင်တယ်ဆိုတော့ဟာမျိုးမရှိဘူးနော်စိတ်ကူးရင်းတာဖြစ်ဖြစ်ဒီဇိုင်းဆွဲရရှိတယ်။ဒီဇိုင်းဆွဲအဲ့လိုအိမ်လို့ပါလို့ဒီဇိုင်းဆွဲရပါခုနကအဲ့လို architecture ပုံစံမျိုးပေါ့နော်အဲ့လိုဖနက်အကြီးရဲ့မှာလူတွေထည့်လိုက်လို့ရှင်ဘယ်လိုနေမလဲလို့မျိုးဒီဟာနိုပုံစံမျိုးအိမ်ဆောင်ဘယ်လိုနေလဲအဲ့လိုမျိုးတွေတော့စဉ်းစားမိရရှိရတော့ architecture တော့ငယ်တုန်းကအဲ့လို face တစ်ခုမှာစိတ်ဝင်စားလိုက်သေးတယ်ပြီးတော့အဲ့ဘက်ကိုလည်းမရောက်ဖြစ်တော့နောက်ကျတော့လှုပ်ချင်တာဆိုရင်အဲ့လိုဆိုင်လေးတေးလေးဖွင့်ချင်တယ်လို့ coffee ဆိုင်လေးဖွင့်ချင်တယ်အဲ့ဒါဟို internet ပေါ်မှာတိုင်မော်မျိုးမှာ coffee ဆိုင်လေးဖွင့်ချင်တယ်ဆိုတော့မတိုင်ဟိုးတော့မနေအဲ့လိုမျိုးရှိရကွာဆိုရှင်အဲ့လိုစားဆိုင်ဖွင့်မယ် coffee ဆိုင်ဖွင့်မယ်ဆိုအဲ့နှစ်ခုတွဲထားမယ်ပေါ့အဲ့လိုမျိုးစဉ်းစားမိရတော့ရှိရဒါပေမဲ့အခုနေဆိုတော့အဲ့ဒါကြီးပြန်ကြည့်လိုက်ရင်ရမ်းကြာခဲ့ပြီနော်ဆိုတော့လှုပ်ချင်လားမလှုပ်ချင်လားနဲ့ကိုယ့်ကိုယ်ကိုတင်ကြတော့ပါဘယ်တော့မှဆိုရှိတဲ့အိမ်မက်တွေရတယ်ကြီးလာတော့အချိန်မှာလှုပ်ရှားရရှိတော့ဝေဝါးတော့တာနော်အဲ့လိုနေတော့အော်ငါဒါဖြစ်မယ်ဆိုတော့အဲ့လို passion ကလည်းအရင်ပြင်းပြရတယ်ကွာအဲ့ဒါပေမဲ့အမထင်တာတော့အမကအလောက်ထိ work hard မဟုတ်လို့တလားအကြောင်းလို့တကယ်ဖြစ်ရှင်တော့တနေရာမတနေတော့ရောက်နေလောက်မှာပဲအမရုပ်ရှင်ဆိုရင်ဖြတ်ရှောက်ဖြစ်ရောက်နေမှာပဲဒါပေမဲ့အမတကယ်ကြီးပဲ passion မဖြစ်လို့လာတော့မဖြစ်တယ်ဒါကလည်းနားတာလေအဲ့လိုလိုပြောရမယ်ကိုဖြစ်ချင်တယ်ဆိုတဲ့ဟာတွေအကုန်လုံး passionate ဖြစ်နေလို့မလို့လို့ညီမထင်ရတယ်ခါကျအဲ့လို side hobby လိုမျိုးလည်းရှိရတယ်နော်အဲ့လိုမျိုးကပို့ပြီးတော့အေးချမ်းလာလို့ကဲ၍အဲ့လိုဘယ်လိုလဲ passionate အရင်ဖြစ်ပြီးတော့ရောက်သွားပြီးတော့မှကိုတကယ်လို့မကြိုက်ဘူးဆိုရင်တော့ဒါ experience တော့ရရခွဲတယ်မဲ့လည်းကိုနောက်ကနေပြီးတော့အဲ့လိုဘယ်လိုလဲစိတ်ပိုင်းဆိုင်ရာပြန်မှန်းရတာကြီးအများကြီးရှိမှာပဲ expectation မြင်တော့ကွာဒီတစ်ခုကိုပဲလုပ်မယ်ဆိုလို့ရှိရင်အဲကြောင့်အဲ့လို AC ပဲဟိုကင်မရာချိန်လိုက်လူကတော်ရုံဖြစ်သွားဒီခဏခွေးထွက်လာမလို့ဟိုမှာခွေးအကြီးရှိရမှာခဏနဲ့ကောင်好破 video 喂မဟာဒီကလည်းကဆူဆူကဘယ်နဲ့ဝါလမ်းပြောင်းနေ是不是你那 spa 嘛要付了 spa 里多了 spa 里多多You gonna go in there? No, we are not allowed. You have to pay money. Because I feel like for the vacation. Yeah, everywhere you have to pay the money. Do we have to pay this thing in Myanmar? No. Look at the street. Oh, cute one. Where is it? Wait a minute. It's pretty. Right? Would you like to take a picture here? Violet. What is it? Oh. What is it? Oh, lower hidden. Yeah. You want to go inside? Just do it. It's a little bit scary. That's cool, right? Oh. Is it the shop is closed or open? Half open. What are you doing? Picking up flowers.
ဝဲရမယ် Okay okay ရရလား Hannah pretty face yes serving face ooh where are we now it's somewhere on a random Friday we go to random places no it's not a random place we are in the field now yeah it's the field hot balloon would you like to take a picture 안녕하세요. 불라 지네. 갈라비 나라. 제로메.